ငါဒီဝင်းကြီးမှာ i3 7 ရဲ့ laptop တစ်လုံးကိုရနေတဲ့အချိန်မှာ first and second ရဲ့ laptop တွေကို4သိန်းကျော်ပေးပြီးတော့သုံးအောင်ပါလားဟုတ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောပြပေးခြင်းတဲ့အကြောင်းအရာလားဒီက i3 7 ရဲ့ laptop လေးတစ်လုံးနဲ့ကျွန်တော်နေ့မိတ်ဆက်ပေးပါမယ် i3 ကို7 generation လေးဖြစ်သွားမယ် RAM ကလည်း 8GB နဲ့အသုံးပြုရမယ် SSD ကလည်း 128GB နဲ့အသုံးပြုရမယ်လက်မကလည်း 15.6 လောက်မှအသုံးပြုရမယ်15.6 လောက်မှဖြစ်သွားတဲ့အတွက်ကို numlock key လေးတွေလည်းပါမယ် laptop ကလည်းအပါလေးသုံးရမယ်ပြီးတော့ဒီကောင်က grey laptop ဖြစ်တဲ့အတွက်ကိုအလုံးအတန့်လေးရမယ်သူ့ရဲ့ battery ကလည်း3နာရီခွဲလောက်ကိုကောင်းကောင်းအသုံးပြုလို့ရတယ်အဲ့တော့ battery ကလည်းMAH 4000ကျော်ရှိတာကို4000ပတ်ဝန်းကျင်လောက်ရှိတယ်ပေါ့နော်အဲ့တော့ 92% 93% လောက်ကို battery ကလည်း percentage ကလည်းကောင်းသေးတယ်အဲ့တော့ laptop က i3 7 generation ဖြစ်သွားတဲ့အတွက်ကိုဒီ laptop လေးတွေကကျွန်တော် photo edit တွေ video edit တွေအပြင်ကိုပါကျွန်တော်အခုဒီမှာကျွန်တော် game လေးတွေထည့်ထားတယ်ကျွန်တော် game လေးတွေပါဆော့လို့ရသွားမယ်ပေါ့နော်ကျွန်တော် sniper elite တို့ကျွန်တော်တို့counter strike တို့အဲ့လို game လေးတွေပါဆော့သွားလို့ရတဲ့အတွက်ကို CPU ရော generation အရရော7 generation မြင့်သွားတဲ့အတွက်ကိုအလက်လောက်ကိုကောင်းကောင်းအသုံးပြုလို့ရမယ်ဆက်ကလေးဖြစ်သွားတဲ့အတွက်ကိုကျွန်တော်က9သိန်းကျော်မှာရွေးချယ်မယ်ဆိုလို့ရှိရင်ဒီ laptop လေးကိုရွေးချယ်ပါဆိုပြီးတော့ကျွန်တော်ဒီ video နဲ့ recommend ပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်ရှိမှဒီ laptop လေးတွေကအလုံးကြီးများရှိတယ်လက်လီလည်းရမယ်လက်ကားလည်းရမယ်လက်လီလက်ကားကလက်9လုံးထပ်ယူမယ်ဆိုလို့ရှိရင်ကျွန်တော်လက်ကားစင်းနဲ့ရောင်းချပေးမှာဖြစ်တဲ့အတွက်ကိုကျွန်တော်ဒီလုံးလေးတွေကိုလည်းကျွန်တော်ရဲနဲ့အာမခံပြဝဝနဲ့ရဲတနေ့ရောင်းချနိုင်တယ်ဆိုတာကကျွန်တော်ရှိမှလည်းဒီအလုံးကြီးယာနဲ့ကြည့်ပြီးကျွန်တော်ရောင်းပြီးသွားပြီဖြစ်တဲ့အတွက်ကိုကျွန်တော်အာမခံချက်ပြဝဝနဲ့ရောင်းချပေးတာဖြစ်တယ်အဲ့တော့ကျွန်တော်ရှိမှဒီအလုံးလေးတွေကိုလိုချင်တယ်ဆိုလို့ရှိရင်အများဆုံးလာရောက်ဝယ်ယူအားပေးဖို့အတွက်ကိုဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ရဲ့ဆိုင်လေးစာလေးဖြစ်တဲ့အမှတ်80 95လမ်းမင်္ဂလာတောင်ကျွန်းရန်ကုန်မြို့မှာလာရောက်ကြည့်ရှုပြီးတော့စိတ်တိုင်းကြရွေးချယ်ဝယ်ယူနိုင်ပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့ 094211805661 နဲ့ 0999991153 တို့ကိုလည်းအာမနာရဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်